ဘာသာမတူပေမဲ့ပါရမီဖြည့်ပေးတဲ့ခင်ပွန်းကြောင့်ငွေမိုးရွာတယ်လို့အလူကြီးပေးနေတဲ့တရုတ်ဆောင်မြတ်သူအခုနှစ်ပြီးခဲ့တဲ့သက်တမ်းမှာအလူတန်းအများဆုံးလုပ်တဲ့အနုပညာရှင်ကတော့ MRTV4 တရုတ်ဆောင်မင်းသမီးမြတ်သူပါဒါအပြင်ထူးခြားတာတစ်ခုကတရုတ်ဆောင်မြတ်သူဟာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ဘာသာကြားခင်ပွန်းတွေကိုလက်ထပ်ထားပေမဲ့တကယ့်ကိုကြီးကျယ်ခမ်းနားစွာအလူကြီးပေးနေတာဖြစ်ပါတယ်။တချို့သောဘာသာမတူတဲ့သူတွေဟာသဘောထားသေးသိမ်စွာနဲ့နေထိုင်လေးရှိပါတယ်။ဒါပေမဲ့တရုတ်ဆောင်မြတ်သူရဲ့ခင်ပွန်းတွေကိုဆိုင်ထက်မြတ်ကတော့ဘာသာမတူပေမဲ့ဇနီးတဲ့အတွက်ပါရမီဖြည့်ကအလူကြီးအတန်းကြီးပေးနေတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တဦးဖြစ်တဲ့တရုတ်ဆောင်မြတ်သူကဘာသာရေးအလူတန်းလောက်တာမျိုးဆိုရင်ဘာသာကြားကိုဆိုင်ထက်မြတ်ကလည်းလိုက်လံလှူဒန်းပါရမီဖြည့်ပေးတတ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကချီးကျူးကြတာပါ။အခုလက်တလောမြန်မာနိုင်ငံမှာရင်ဆိုင်လိုက်ရတဲ့ငလင်ဘေးကြောင့်လူတွေဒုက္ခရောက်နေချိန်မှာဆိုရင်တရုတ်ဆောင်မြတ်သူကအလူတန်းချင်းချင်းတဲပေးနေတာဖြစ်ပါတယ်။မြန်မာလူမျိုးတို့ရဲ့နှစ်ဆန်းတရက်နေ့မှာဆိုရင်လေတရုတ်ဆောင်မြတ်သူကကြာစံချက်စတုတိတာအလူကြီးပေးပြီးတော့လူထောင်ပေါင်းများစွာကိုငွေသားအလူတွေကျဲချလူတန်းခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာလည်း MRTV4 မင်းသမီးမြတ်သူကနေပြီးတော့မှငလင်ဘေးကြောင့်အိမ်တွေပြိုကျသွားတဲ့လူတွေအတွက်တိန်ထောင်ကို23သိန်းကျော်နဲ့3,400ကျော်ဖို့လှူဒန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပရိသတ်တွေကမြတ်သူကိုအိမ်ထောင်ရေးကံကောင်းတဲ့အနုပညာရှင်ဖြစ်ချီးကျူးနေကြတာဖြစ်ပါတယ်ရှင်။